ကြံပင်တဲ့တောင်ထဲတောင်ရဲ့ဘေးမှာကြံပင်နေအကြံပြူဆိုတော့တရားကြံပေါ့ချိုးလိုက်ပါကလည်းပဲပဲမှာဒါကြံငင်းပါနော်တောင်ကြီးကနေအင်းလေးသွားတဲ့လမ်းပေါ့နော်အင်းလေးသွားတဲ့လမ်းမှာနဂတိုက်နော်ပန်းဖယ်ကုန်းရွာတဲ့ဆက်သွားမယ်ပန်းကော်ပီဒီကြံငင်းနေရတော်တော်ပေါ်တာတလန်းလုံးဟိုဘက်ဒီဘက်ကြံနေပဲကြံနေပဲရိုင်းမဲ့ပုံစံအောင်ဖြစ်စိုက်ထားတာဒီမှာခုတ်ထားတာတွေလည်းရှိတယ်ရမ်းအေးပါတယ်ကြံခုတ်တယ်ကြံခုတ်နေတာနေကြပန်းကင်းရောနေကြပန်းကင်းလှုပ်နေတယ်နော်မြတ်သိန်းတန်မွေးတော့ဖျားတဲ့နော်မြတ်သိန်းတန်ကျောင်းတိုက်ဒါဗုဒ္ဓဘာသာဝင်နေပေါ်တာပေါ့နော်အိန္ဒိယနိလမ်းလုံးကျန်တော်တွေတောင်ကြီးဟိုဘက်ကရိတ်ကနေတောင်ကြီးအဲ့ဒီဘက်မှာလည်းကြက်ငင်းနေကြက်ငင်းနေသူကအိမ်ကြီးရောနောက်မှာတောင်ကြီးရောကြက်ငင်းရောအိမ်ရောနေရောလောက်ရောရိတ်နေအပြီးပဲResort and Spa တဲ့နော်